မတာရတဲ့လေးတီမှာမာရီယိုကကျောင်းကြောက်တော့ကျောင်းအမြင်ပြေးထွက်နေခဲ့ရပါတယ်။လမ်းမှာလည်းခွေးသားရုပ်တူးနေတဲ့ကြောင့်ချွေးသားရုပ်ကြည့်နေခဲ့ရင်ကျောင်းကြောက်ပြီးဆိုတာထွက်ပြီးတွေ့ရခဲ့ရပါတယ်။ကျောင်းဆရာကဒီအထူးဆင်းကျောင်းသားတွေကလာတက်လိုက်မယ်လို့ပြောလိုက်ပါတယ်။သူတို့ကတားရုပ်တွေဖြစ်ပြီးတားရုပ်ရဲ့လူရှားသွားပါတယ်။အဲဒီနေ့ပြည်နေမှာပဲအများကြီးတွေ့ရတာဖြစ်ပြီးသူတို့တွေအရာ30လောက်ကိုရှိလို့တဲ့အချိန်မှာပဲကျောင်းရုပ်တွေကနေပြီးတားရုပ်တွေအကြမ်းဖက်တဲ့ဆိုပြီးပြောလိုက်တဲ့အခါဆရာကနေပြီးတရားပြင်းရှင်းပြနေခဲ့ရပါတယ်။မာရီကျောင်းရောက်တဲ့အချိန်မှာကျောင်းသားပိတ်တော်ကြောင့်မိတို့ဆိုတာနဲ့အခြားဘောက်ကဝင်မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။နောက်တစ်ခါတော့ရောက်တဲ့အချိန်မှာသူတို့ကျောင်းမှာရှိကျောင်းသားဝတ်စုံဝတ်ထားတဲ့ကျောင်းသားအကောင်တွေကိုတွေ့လိုက်ခဲ့ရပါတယ်။အဲဒီမာရီကနေလိုင်းပြောနေတာလို့ဆိုလို့ကဟုတ်လို့သူကျောင်းတကားပိတ်တော်တယ်ဒီမှာရနေတာဆိုပြီးပြောလိုက်ပါတယ်။အဲဒီမာရီကနေကျောင်းထဲကိုတက်လိုက်ပြီးလာအတူတူကျောင်းဆိုပြီးလက်ပြေးလိုက်တဲ့အချိန်မှာတေချာကြီးလေးကတော့အားထားမြေဝေးကောင်လေးဖြစ်နေခဲ့ရပါတယ်။ဒါကြောင့်ကျောင်းလေးကတဲ့အချိန်မှာမြေဝေးကောင်လေးကတော့နေရင်ခိုးထုတ်ပြီးအခြားနေအောင်ရောက်လာခဲ့ပါတယ်။မြေဝေးကောင်လေးကနေမာရီတယောက်မစင်းတဲ့ဦးထင်းလို့ဆိုတာသူ့ချီတော့ပြီးအောက်ကိုချပေးလိုက်သေးပါတယ်။မာရီတယောက်အတန်းထဲကိုရောက်တဲ့အခါမှာတင်ရင်းနေဘာဖြစ်တာလဲဆိုပြီးမေးလိုက်တဲ့ကခုနဖြစ်တော့ရောသူဘာမှမလုပ်နိုင်ဘူးရှင်းနေခဲ့ရပါတယ်။အဲကြောင့်ဆရာကနေဝင်လာအားလုံးမတက်တဲ့နေအခုထူးချင်းကျောင်းကရောက်လာပြီးတော့ပြောလိုက်ပါတယ်။အဲဒါကခုနတိတ်ကလည်းကိုယ်ဝဖြစ်ပါသူ့နဲ့သူမေးဆက်လိုက်ပြီးထိုင်ကိုသွားထိုင်နေတဲ့အချိန်မှာကျောင်းဆရာကနေပြီးမာရီရဲ့ဘေးနားမှာသွားထိုင်နေဆိုပြီးပြောလိုက်ပါတယ်။ဘေးနားကိုသွားထိုင်နေပြီးကျေးဇူးတင်ပါတယ်ပြောလိုက်ပါတယ်။မာရီကလည်းအင်းလေးကိုပြန်ပြောလိုက်ပါတယ်။ခြာတင်ပြီးတဲ့အခါမှာကိုယ်တယောက်စာဖတ်နေတဲ့အချိန်မှာကောင်းလေးကရောက်လာပြီးမြန်ခွေးမလားစာစုံခွေးတင်စကားပြောနေတာဆိုပြီးရန်သွားထားတဲ့အချိန်မှာပဲအနောက်ကနေပြီးအကောင်ကိုထားလိုက်ပြီးမင်းကမြောက်စီမင်းကအတိုင်းမင်းမှာဆိုမင်းထိခံရကြဆိုပြီးမေးလိုက်တဲ့အခါဘောနဲ့စီတောင်းဝင်ပါတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။ကိုယ်ကနေရပါတယ်ငါလည်းမသိရသေးဘူးဆိုပြီးပြောလိုက်ပါတယ်။ခွေးရဲ့စကားပြောကြည့်ပြီးတော့ရမှာဆိုပြီးပြန်ပြောလိုက်ပါတယ်။ကိုဖီကနေပြီးမင်းကြောင်းမထွက်ဘူးလားဒေါသလေးနေလေးတော့ထွက်ပါအောင်လို့ပြောလိုက်ပြီးကိုယ်ကနေမထွက်လို့မရဘူးပြောလိုက်တော့ကြောင့်ကိုဖီတယောက်ကကြောင်းခဲ့ရပါတယ်။အဲချိန်မှာမာရီတငယ်ချင်းတွေမာရီကိုခေါ်လို့မာရီကနေပြီးကိုယ်ကိုကြည့်နေထွက်သွားခဲ့ပါတယ်။အဲဒီကြောင်းဆင်းရှင်ရောက်တဲ့အချိန်မှာမာရီတယောက်ကနေငါတို့အကြောင်းကိုမြေထဲစဉ်းစားမိနေဆိုတာတွန်းနေပြခဲ့တဲ့အချိန်မှာနောက်ကိုလေးကြည့်လိုက်တဲ့ကောင်းကြီးတယောက်ကနေကိုယ်ကိုလင်းရှာနေတာကိုတွေ့လိုက်ခဲ့ရပါတယ်။သူကနေငါ့ကိုအဖြတ်သွားဖို့ပြောတာပြောလိုက်ပြီးကိုကောင်လေးကနေလူလိုနားမလဲလူလိုနားမလဲလို့ဆိုပြီးပြောလိုက်ပါတယ်။အဲဒီကိုယ်ကနေပြီးကနေရခုံကြုံရတဲ့အချိန်မှာအရှိမာရီကိုတွေ့ရပြီးဒီကောင်လေးကိုထွက်သွားခဲ့ပါတယ်။အဲဒီကနေသူ့ကြောင့်ဖြစ်တဲ့ဆိုတာအောက်ကိုဆင်းနေစီပြီးသူ့သွားခဲ့လိုက်တဲ့အချိန်မှာပဲဟိုကောင်ကတော့ပြန်ခဲ့လိုက်ခဲ့ရပါတယ်။ကိုကနေပြီးဘာလို့ဆင်းလာလဲအနေနဲ့လို့ပြောလိုက်တာ။အရီကနေငါနင်းကိုကြည့်ချင်လို့ပြောလိုက်ပြီးမာရီကနေပြီးကင်းရင်းလေးရှိနေရေကူးတော့တာလည်းမဟုတ်လို့ပြောလိုက်ပါတယ်။ငါပဲပြေးခဲ့ရတာလေဆိုပြီးပြန်ပြောလိုက်ပါတယ်။အဲဒီမာရီကနေခဏခဏပြလိုက်ရင်ကျေးဇူးတင်ပါတယ်။မနေ့ကလောက်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပြောလိုက်တဲ့ကကိုကနေပြီးပထမဆုံးချင်းဖိမိလောက်လာတော့ကောင်းလေးနဲ့တောင်းခဲ့ရအားနဲ့ကိုကနေပြင်ရှင်းရလာခဲ့ပါတယ်။ဒါလူသားရှိအခုပထမဆုံးနဲ့ချီးကျူးနိုင်တယ်လို့စိတ်ရချသွားတာဆိုပြီးပြောလိုက်ပါတယ်။အဲဒီကိုကနေပြီးမာရီရဲ့အိမ်ကိုလိုက်တော့ခဲ့ပါတယ်။မာရီရဲ့မင်းရောက်ခဲ့ပြီးမာရီကနေပြီးသူ့ရဲ့အမေကိုသူရေထဲပြောကြသွားတယ်ရေထဲဆိုးနေရတယ်ပြောလိုက်တဲ့အချိန်မှာမာရီရဲ့အမေကတော့ကြောင်းနေခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ကဒါနေခဲ့ဆိုတော့သူအံဝင်နေခဲ့ရတာပဲဖြစ်ပါတယ်။ကိုကနေပြီးငါပြန်တော့မယ်လို့ပြောလိုက်တဲ့အချိန်မှာမာရီရဲ့အမေကနေအင်းလေးကိုရေထဲဆိုးနေနေပဲနေတယ်ဆိုတာရေချိုးရမယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒီမြင်ကလေးအထဲထဲဝင်လာခဲ့ပါတယ်။မာရီကရေချိုးလေးရေချိုးပြီးတော့အမေကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ကအမေကနေပြီးအဆင်ပြေလာလို့ပြောလိုက်ကမာရီယာကိုသူ့နဲ့လိုက်လာခဲ့လို့ပြောလိုက်ပါတယ်။ကိုကြီးကခိုးတဲ့ကောင်စကားပြောနေပြီမင်းငါပြောတော့နားမလည်ဘူးလားငါလည်းမပြောတော့နားမလည်ဘူးဆိုပြီးပြောလိုက်ပါတယ်။အဲဒီမာရီယာကတော့ကိုကြီးရဲ့အကြောင်းထိုင်စင်းစားနေခဲ့မိပါတယ်။ပြောကကြတော့ကိုကြီးကရေချိုးတော့မယ့်ချိန်မှာမာရီယာကနေရေချိုးကနေဝင်လာတော့ကိုကြီးကအင်းကြီးချိုးတာနဲ့တဲချိုးရခဲ့ပါတယ်။မာရီယာကနေဘာလို့ချိုးတာလဲဆိုတော့ပြောလိုက်တဲ့ကသူရေချိုးတော့မှပြောလိုက်ပါတယ်။မာချော့မှမလားဒါဆိုဝေးလျှော့ပါဆိုပြီးပြောလိုက်ပါတယ်။မာရီယာဝေးလျှော့ရှင်းနေပြီးကိုကြီးရဲ့ခန္ဓာကိုလေးစားနေခဲ့ပါတယ်။မာရီယာဝေးလျှော့လို့ဆက်ရမုံကြီးနေခဲ့နေငါမီးတို့ကြောင့်ကိုကနေဒါလားဆိုပြီးယူပြီးလိုက်တဲ့အချိန်မှာနှစ်ယောက်သားကောင်းချင်းထိပါခဲ့ပါတယ်။အဲ့ဒါနဲ့နှစ်ယောက်သားရှက်သွားခဲ့ပြီးနောက်ကိုဆော့သွားခဲ့ကြပါတယ်။မာရီယာကတော့ဒီခံစားချက်ကဘာကြီးလဲဆိုတာနှစ်ယောက်သားကတော့တွင်းနေခဲ့ပါအဲ့ဒီမနေ့ကတော့ရောက်ခဲ့ပြီးတော့မာရီယာကခိုးရင်းနဲ့အညံမှာပြင်းနေနေမျိုးလိုက်တာဆိုတော့ခွင်းနှောင်းလေးချင်းပြန်နှမ်းမိလာပြီဆိုပြီးစဉ်းစားနေခဲ့ပါကိုကြီးကတော့တစ်ဖက်မှာလည်းကျောင်းကုန်းမှာသွားတော့မှာဖြစ်ပါတယ်ကိုကြီးရဲ့တငယ်ချင်းတွေကနေပြီးတစ်ခုဖြစ်ငါ့ကိုပြောလို့ပြောရင်ကိုကြီးကစိတ်တော်ပါပြီနောက်ဆုံးပြထားတဲ့ဥပဒေငါ့ကိုဆက်ချောင်းနေပြီပြောလိုက်ပါတယ်အဲ့ဒီကုတကေတကားကိုဖျက်လိုက်ခဲ့ပြီးကျောင်းရောက်လာခဲ့ပါတယ်အဲ့ဒီကျောင်းရောက်တဲ့အချိန်မှာကိုကြီးကတော့ဘတ်စကတ်ဘောမှာဆရာတဆူပဲဖြစ်ပါတယ်ကိုကနေဘတ်စကတ်ဘောအထားကြကြတွန်းလိုက်ကြတော့ကိုအားလုံးကနေဝါးစတိုကျင်းတာပဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်မာရီယာကလည်းကိုကြီးကိုကြည့်နေခဲ့ရင်ကိုကြီးကမာဆယ်ရီကတော့တင်ရှက်သွားခဲ့ပါတယ်အဲ့ဒီမှာသူ့တငယ်ချင်းကနေပြီးဒီကိုကြီးကိုစိတ်ဝင်စားနေရမလားဆိုပြီးလည်းခရီးကနေမဟုတ်ပါဘူးဆိုပြီးဒိန်ချင်းနေခဲ့ပါတယ်ဒိန်ချင်းကနေအနည်းကိုတခြားစစ်စစ်မှရတော့မယ်ဆိုပြီးပြောလိုက်တဲ့အခါခရီးကနေပြီးမဟုတ်ဘူးဆိုပြီးစနေနေခဲ့ရပါတယ်ငါခန်းစားချင်းထုံသွားခဲ့ပြီးမာရီယာကတော့ဘောလုံးနဲ့တင်းနေခဲ့ရင်ကိုကြီးနဲ့ထက်ချုံခဲ့ပါတယ်ကိုကြီးတို့စကားတွေပြောနေခဲ့တဲ့အချိန်မှာနောက်ကနေပြီးတော့သူတို့ပြောနေနေရပြီးတခါကြီးပိတ်ထားတယ်ဆိုကိုကြီးကနေပြီးမာရီယာကလေးခဲ့ရပါတယ်ကိုကြီးတငယ်ချင်းတွေဒီကောင်ဘာလို့ကြမ်းကြမ်းစဉ်းစားနေတဲ့အချိန်မှာတစ်ဖက်ကနေပြီးကိုကြီးတကားပိတ်လိုက်တဲ့အချိန်ကိုနားရောက်နေခဲ့ပါကိုကြီးကမာရီဘာဖြစ်သွားသေးလဲဆိုပြီးမေးလိုက်တဲ့ကောင်ကိုကြီးရဲ့လက်ကိုကြည့်လို့ရင်မတရားရောက်တော့မာရီယာကနေပြီးဆေးထည့်ပေးမယ်ဆိုတာပရိစီးပေးလိုက်ပါတယ်ကိုကနေပြီးသူ့အချောင်းပြောပြတာခဲ့ပါတယ်သူကျုံတက်ချင်းနေဆိုတာလေသူဆရာဝန်ဖြစ်နေလို့ဖြစ်ပြီးသူတို့ရောမှာဆိုဆရာဝန်ရဲ့အသိမရှိဘူးလေဆရာဝန်ဖြစ်အောင်ကြိုးစားနေကြတာပြောလိုက်ပါတယ်ကိုကနေပြီးကိုကြီးရဲ့လက်ကိုကိုင်းလိုက်ပြီးအမြင့်တုံးရဲ့ဖြစ်နေတယ်ဆိုပြီးပြောလိုက်ပါတယ်ကိုကြီးကတော့လမ်းတော့ခဲ့ရပြီးငါတို့တိုင်းရဲ့လူတော်မျိုးတကယ်ဖြစ်နေရတယ်မင်းတို့ကကိုမာရီယာနဲ့တကယ်ဖြစ်နေတယ်ဆိုပြီးပြောလိုက်ပါတယ်ကိုကနေပြီးငါပြောပါတယ်ဆိုပြီးပြောလိုက်ပါတယ်မာရီယာကလည်းသူနဲ့အတူတူပြောပါတယ်ဆိုပြီးစဉ်းစားနေခဲ့ပါတယ်ကျန်ကိုကနေမာရီယာနဲ့ခက်လိုက်ပြီးမင်းရှင်နေထင်းရဲ့အနံတစ်ခုရနေတယ်ဒါမှခံစားနိုင်မှာဘူးကွာဆိုပြီးမာရီယာကိုတက်ခွာပြီးတော့ဒီနာအပိုင်းလေးကိုညီမစသိမ်းသွားခဲ့ပါပြီဗျ
ဒီအမိုင်းရဆမ်းမှာတော့ကိုဝါနေပြီးမာရီဘွားနေပြီးဘေးဖက်လိုက်ပြီးသူ့ရဲ့စိတ်ကိုမနေထိန်နေခဲ့ရပါတယ်မာရီကျောက်ကလည်းရင်းနေခုန်နေခဲ့ပါတယ်အဲ့ဒီမှာကိုကြီးရဲ့တငယ်ချင်းဖြစ်တဲ့ကောင်ကနေအထဲမှာရှိလာဆိုပြီးမေးလေးတဲ့ကိုကနေရှိနေဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်တခါဖွင့်လိုက်တဲ့အခါနှစ်ယောက်သားကိုတွေးရတဲ့အခါမှာတော့ကိုရှီကနေပြီးကြောင်းနေခဲ့တဲ့အချိန်မှာပဲကိုဦးတယောက်ကတော့အပြင်ထွက်သွားခဲ့ပါတယ်မာရီကျောကတော့တော်လေးလန့်သွားတာဆိုကတွန်းနေခဲ့သေးပါတယ်တစ်ဖက်ကကိုဝါစိတ်ညစ်အောင်ဆိုပြီးမနေ့နေနေခဲ့ရပါတယ်မာရီရဲ့နဲ့ကလည်းတမျိုးလေးပဲဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်မာရီနဲ့ကိုရှီနဲ့လမ်းလျှောက်နေနေမာရီရောနဲ့ပြီးအခန်းထဲကဖြစ်ခဲ့တာတွေကိုဗျာစဉ်းစားနေနေရင်းနေခုန်နေခဲ့မှာကိုရှီကနေပြီးတော့မင်းတို့တွေအထက်မှာဘာဖြစ်သွားတယ်ဆိုပြီးမေးလိုက်တဲ့အခါမာရီရောကနေဘာမှမဖြစ်ပါဘူးရင်းနေခုန်နေအောင်ပါဆိုပြီးပြောလိုက်ပါတယ်ပြီးသွားတဲ့အခါမာရီကနေပြီးတော့သူသားရဲ့လူသားတယောက်စီမှာအချစ်တွေကိုခိုးခန်းလိုက်ကားပြီးဆိုပြီးပြောလိုက်တဲ့အခါကိုရှီကနေပြီးတော့ကောင်းပါလေဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲကောင်းလေးတဆူကနေပြီးတော့ကိုဦးရဲ့ပစ္စည်းတွေကိုအမိုက်ဆိုပြီးတော့နှံ့ပစ်တော့မဲ့အချိန်မှာပဲရှီကနေဝင်လိုက်မင်းတို့ဘာလုပ်ရလဲဆိုကရိုက်နေတဲ့ဖုန်းကိုလေတင်လိုက်ပါတယ်အဲ့ချိန်မှာပဲကောင်းလေးတယောက်ကနေပြီးတော့လူသားတွေမဟုတ်တဲ့ကောင်တွေကကဘာမှတက်ရှင်မသိဘူးဆိုပြီးပြောလိုက်တဲ့အခါကိုရှီကနေနားမလဲဘူးဆိုပြီးပြောလိုက်တဲ့အခါဟိုကောင်လေးကနေပြီးပြန်ရှင်းပြလိုက်တဲ့အခါကိုရှီကနေပြီးတော့ငါကတော့အဲ့လိုမတွေးမိပါဘူးပြောပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကြောင့်မာရီယာနေပြီးတော့သူကလည်းငါလိုမျိုးမြင်လာလားဆိုပြီးတင်းနေခဲ့ပါတယ်ကောင်လေးကနေပြီးတော့အဝေးကိုနှုတ်ပြလိုက်တဲ့အခါမာရီယာနေပြီးအမြင်လိုက်ဖန်လိုက်ရပါတယ်အဲ့အကုန်လုံးကအံ့ဩနေခဲ့ပါတယ်နောက်တော့အုပ်ကိုပြတော့မှချက်မှာပဲကိုဦးကနေရောက်လာပြီးဖမ်းမိလိုက်ပြီးတော့ဘာဖြစ်သွားလဲဆိုပြီးမေးလိုက်ကမာရီယာနေဘာမှဖြစ်ပါဘူးဆိုပြီးပြောလိုက်ပါတယ်ပြောလိုက်ကကိုဦးကနေမင်းဘာဖြစ်ချင်တာလဲဆိုပြီးမန်မီနေတော့ညနေမင်းစကားပြောတဲ့ပါဆိုပြောလိုက်တဲ့အခါကိုဦးကနေပြီးတော့မင်းတို့အပြောတဲ့ကောင်တွေကငါ့ကိုလာဘာပြောတာလဲဆိုပြီးမျိုးတဲ့အခါကောင်လေးကနေပြီးပြင်းသွားပြီးလှည့်ထွက်သွားခဲ့ပါတယ်သူ့ငယ်ချင်းတွေလည်းအတူပါသွားခဲ့ပါတယ်အဲ့ဒါကကိုဦးကနေပြီးကိုရှင်နဲ့မာရီယိုအဲ့လိုမျိုးနောက်တစ်ခါမလုပ်နဲ့အနေများတဲ့ဆိုပြီးပြောလိုက်ပါတယ်ရှမ်းနေပြီးတို့3ယောက်ကြောင်းတူတက်ကြမယ်တကယ်ချင်းတွေလုံချက်မယ်ဆိုပြီးပြောလိုက်တာမာရီယိုမပါနဲ့ဆိုပြီးပြောလိုက်ပါတယ်ရှမ်းနေပြီးဘာလို့လဲဆိုပြီးမေးလိုက်တဲ့ကအဲ့ဒါနဲ့ကိုဦးကစက်တစ်ခုရှိလို့ဆိုပြီးပြောလိုက်ပါတယ်အဲ့တော့မာရီယာနေပြီးအကြောင်းတွေကိုပြန်တွင်းနေနေအဲ့ဒါကိုလာဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်စာတင်နေချိန်မှာတော့ကိုရှေကနေပြီးကြောင်းစင်းရဲ့ငါးအိမ်ကိုလာခဲ့ဆိုပြီးပြောလိုက်ပါတယ်အဲ့တော့ကတော့သူကိုဦးနဲ့အတူနေချင်းမြင်မဲ့ဘာလို့နေရင်တစ်ခုကချားနေတာလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်ဒီနေ့ကြောင်းစင်းချင်းကိုရောက်တဲ့အခါကိုရှင်းအိမ်မှာတော့ကိုဦးကနေပြီးတော့သူဘာကြောင့်မာရီနဲ့အတူမလေးချင်တဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်ပြီးသွားတဲ့အခါမှာတော့ကိုရှေကနေပြီးတော့မင်းတို့နှစ်ယောက်ကိုဒီခန်းထဲမှာထည့်ထားမယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ကိုကနေမင်းနောက်ဆက်မဟုတ်ဘူးဆိုပြောလိုက်ပြီးမာရီယာနေပြီးတော့သူတို့ရဲ့အတူဆက်ဆက်ကြည့်ရအောင်ဆိုပြီးပြောလိုက်ပါတယ်ကိုဦးကနေပြီးတော့ကိုရှေမန်ဖီလာတဲ့အတန်ကြားတဲ့တကားကိုအမြန်ဖွင့်လိုက်ပါဆိုပြီးပြောလိုက်ပါတယ်ကိုရှေကနေငါ့ကိုစိတ်ချထားဆိုပြီးပြန်ပြောလိုက်ပါတယ်ပြီးသွားတဲ့အခါနေရောက်သားကနေပြီးလက်တွေကင်ပါးတွေကင်ပြီးတော့ခေါင်းလေးပါအတူတူပို့နေခဲ့သေးပါတယ်အဲ့မှာတော့ရုတ်တရက်ကြီးကိုဦးရဲ့စိတ်ထဲမှာတခုခုခံစားလာခဲ့ရမရတော့ဘူးကွာဆိုပြီးတဲ့အနေနဲ့ဆောင်းဝိုင်းချိုးတာပဲဆိုပြီးမာရီကိုလဲချလိုက်ပါတယ်မာရီကတော့ငါမားတာပါဆိုပြီးပြောနေခဲ့တဲ့အချိန်မှာကိုဦးကနေပြီးတော့မာရီရဲ့လက်ရှက်နေခဲ့ပါတယ်မာရီကနေစိတ်ကိုအေးစေးထားလိုက်ပြီးတော့ကိုဦးကိုတွန်းလိုက်ကတို့တွေတေချာဆန်းဆန်းလို့ရမှာပါပြီးတော့တေချာစိတ်ထိနိုင်ပါတယ်ဆိုပြီးတော့ပြောအားပေးနေခဲ့ပါတယ်ဒီကနေပြီးတော့တခါတော့အမြန်ဖွင့်ပြီးဝင်လာတဲ့အချိန်မှာနေရောက်သားကတော့အေးစေးဖြစ်နေခဲ့ပါတယ်ကိုဦးကနေပြီးမင်းနောက်ကြောက်သွားလို့ဆိုကပြောနေတဲ့အခါကိုရှိကနေပြီးတောင်းကနေခဲ့ရပါတယ်တော့က300စာအဆင်ပြေသွားခဲ့ပြီးတော့ကိုဦးနဲ့ကိုရှိစောနေတာကိုကြီးနေနေမာရီကတော့စိတ်ထဲမှာတခုခုဖြစ်သွားခဲ့နေဒီပိုင်းလေးကတော့ဒီပိုင်းလေးစက်သိမ်းသွားခဲ့ပါတယ်ဗျဒီနေ့ပိုင်းရဆမ်းမှာတော့ကိုရှိကနေပြီးတော့တို့ရဲ့အတူတူသွားမှဆိုတာငါပြောပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးသွားတဲ့အခါကိုရှိကနေပဲသူဘတ်စကတ်ဘောအသင်းဝင်နိုင်ဖို့စူးစမ်းနေတာမလို့မလာရဲဘူးဆိုပြီးတော့ပြောလိုက်ပါအဲ့ကြောင့်ကိုဦးကနေပဲသူကူညီပေးမယ်ဆိုတာပြောလိုက်သေးပါတယ်အခါစားအခန်းထဲမှာတော့ကိုဦးကနေပြီးတော့ကိုရှိကိုသူတင်ရှာတင်ပြနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကိုရှိရဲ့တငယ်ချင်းကနေပြီးတော့မင်းဖလောက်တာလေမင်းဒီရောက်စားကိုဆက်ပြီးတော့မစောင့်နေပါနဲ့ငါတို့တွေတိတ်ခါကြားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ကြောင့်ကိုရှိကနေပြီးစိတ်တူသွားပြီးမင်းနဲ့ငါတို့တွေပြိုင်မလားဆိုပြီးတော့ပြောလိုက်တဲ့အခါကိုရှိရဲ့ဆံပိုင်ဖြစ်တဲ့ကောင်ကနေရောက်လာပြီးငါလည်းဝင်ပါမယ်ဆိုပြီးတော့ပြောလိုက်သေးပါတယ်ပြီးတော့တဲ့အခါမှာတော့ကိုရှိကနေသူ့ကြောင့်ဖြစ်တဲ့ဆိုကဘာရီနဲ့ကိုဦးတောင်းပန်နေခဲ့ပါတယ်အဲ့ဒါနဲ့ကိုဦးကနေပြီးတော့ရပါတယ်ဘာမှဖြစ်ပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့တဲ့အခါမှာတော့မာရီကနေအတူတူစူးစမ်းကြတာပေါ့ဆိုပြီးပြောလိုက်ပါတယ်အမှန်မှာတော့ကိုဦးရိုးကနေပြီးရှင်းမနဲ့ရှုံးနေခဲ့ပါတယ်အဲ့ချိန်မှာပဲမာရီကနေဘောလုံးရသွားတဲ့အခါသူလဲကြတော့ဖြစ်သွားတဲ့အချိန်မှာတော့ကိုဦးကနေဘာဖြစ်သွားလဲဆိုပြီးပြောလိုက်တဲ့အခါမှာမာရီကနေဘာမှဖြစ်ပါဘူးဆိုကကိုဦးကိုဘောလုံးပေးလိုက်ပါတယ်ကိုဦးကနေလှလှပပလေးတစ်ခွက်ပြလိုက်သေးပါတယ်ကိုရှိကနေပြီးအတွေ့အကြုံလွန်နေခဲ့တဲ့အချိန်မှာပဲဆန်ပိုင်ဖြစ်တဲ့ကောင်ကနေရောက်လာလိုက်ပြီးတော့အတွေ့အကြုံလွန်နေအမတ်တွေရှော့ခံရမယ်ဆိုပြီးပြောနေခဲ့တဲ့အချိန်မှာပဲကိုဦးကနေပြီးဘောလုံးကိုလူးရလိုက်ပြီးတော့ကိုရှိကိုပေးလိုက်ပါတယ်ပြီးတော့တဲ့အခါကိုဦးကနေပြီးမင်းလေးချင်းထားတာကိုပြလိုက်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရှိကနေပြီးတော့သူစူးစမ်းထားတာတွေကိုပြလိုက်ပါပြီးတော့တဲ့အခါမှာတော့ဆန်ပိုင်တို့ကနိုင်သွားခဲ့ပါတယ်ဆန်ပိုင်ကနေပြီးတော့ပြောဖို့ကောင်းလိုက်တာမင်းငါတို့အဖွဲ့တဲ့ဝင်အောင်စူးစမ်းနိုင်မှာငါတို့စောင့်နေပါမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရှိကနေပြီးတော့ကျွန်တော်စူးစမ်းပါမယ်ဆိုပြီးတော့ပြန်ပြောလိုက်သေးပါတယ်ပြီးတော့တဲ့အခါမှာတော့သူတို့ရှုံးသွားလို့စိတ်ညစ်နေခဲ့တဲ့အချိန်မှာပဲကောင်းလေး3ယောက်ကရောက်လာပြီးတော့မင်းတို့ဆိုတာရှယ်မိုက်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရှိကနေမင်းတို့ရှုံးတာကြီးထည့်မပြောပါနဲ့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲ့မှာမာရီကနေပြီးကိုရှိပါလို့တာအမှတ်တွေအများကြီးရခဲ့ရဆိုပြီးတော့ပြောလိုက်တဲ့အခါကိုရှိကနေပြီးရှက်သွားပြီးအဲ့လိုမျိုးမပြောပါနဲ့ဆိုကသူရေတောင်းမယ်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်အဲ့ဒါကြောင့်မာရီကနေပြီးသူဘာမှအတော့မကြလို့ဆိုကပြောနေခဲ့တဲ့အချိန်မှာပဲကိုဦးကနေပြီးတော့သူရှက်သွားလို့ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲ့ထွက်သွားတော့မယ့်အချိန်မှာပဲသူရှက်တော့နားနေတာကိုတီးသွားတဲ့ကိုဦးကနေပြီးတော့မာရီကိုကြောင်သိခံလိုက်ဖို့မယ်ဆိုကကိုရှိလိုက်ပါတယ်အဲ့ကြောင့်မာရီတို့ကနေပြီးတော့ကိုဦးရဲ့အမီလေးလုံနေရတယ်ကိုရှိရတာရဲ့ကြည့်ပြီးတော့ရှက်နေခဲ့ပါတယ်ဘန်တော့မှာတော့ကိုဦးကနေပြီးတော့အားနာပါတယ်သူဒီအထိပဲလိုက်ပို့နိုင်တယ်ဆိုပြီးပြောလိုက်တဲ့အခါမာရီကနေပြီးတော့လက်ကိုကင်လိုက်ပါတယ်ခန်းထဲမှာတော့ကိုဦးကနေပြီးတော့တောင်းဝင်နေခဲ့ပါတယ်မာရီကနေရပါတယ်သူကိုဦးကိုအနားမှာရှိနေခြင်းလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာကိုဦးကနေပြီးတော့ရုတ်တရက်ကြီးဘာမှမပြောဘဲနဲ့မာရီကိုနမ်းလိုက်ပါပြီးတော့တဲ့အခါမှာတော့မာရီရဲ့ပေါ်တက်ခွာလိုက်တဲ့အချိန်မှာပဲမာရီကနေပြီးတော့နားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုဦးကနေပြီးတော့မင်းမနေမင်းကျောင်းစီကန်းကိုသာသွားလိုက်ပါဆိုပြီးတော့ပြောလိုက်ပါတယ်အခန်းထဲမှာစာသင်နေတာတော့ကိုဦးကနေပြီးတော့
သူမာရီကိုစကားပြောလိုက်တယ်မှာမာရီကချစ်စရာလေးဆိုပြီးမြင်းနေမိတယ်ဆိုတာပြောနေခဲ့ပါပြီးတော့တဲ့အခါကိုဦးကနေပြီးတော့သူမာရီကိုစိတ်မထိန်နိုင်တာကြောင့်နားမိလိုက်တယ်ဆိုပြီးတော့ပြန်ပြောနေခဲ့ပါတယ်ဒီကောင်ကကိုရှိကနေပြီးမာရီဘာလို့ပြန်မလာသေးတာလဲဆိုတာတွေးနေခဲ့တဲ့အချိန်မှာပဲတွေးလိုက်ရတဲ့အချိန်ကျမှစိတ်ထဲမှာတမျိုးကြီးခံစားရတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်ပြီးတော့တဲ့အခါကိုရှိကနေပြီးသူမာရီကိုချစ်မိတော့မယ်ဆိုပြီးတော့ပြောနေခဲ့သေးပါတယ်မာရီခန်းထဲကိုရောက်တဲ့အချိန်မှာတော့သူတငယ်ချင်းတွေကနေနေဖေကိုသွားနေတာလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့မာရီကနေပြီးသူကြောင်းစိတ်ကမ်းမှာမှမလို့ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ကိုရှိကနေမာရီဘာဖြစ်သွားသေးလဲဆိုပြီးတော့ပြောလိုက်တဲ့အခါမာရီကနေပြီးသူချစ်ချင်းကိုနာပါလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ကိုရှိကနေလိုအပ်ရင်သူ့ကိုခေါ်လိုက်ပါဆိုပြီးတော့ပြန်ပြောလိုက်သေးပါတယ်ဟိုတူးနေအောင်ပြန်သွားထိုင်နေတဲ့အချိန်မှာတော့ကိုဦးကနေပြီးတော့ခုနကဥစ္စာအဆင်ပြေလားဆိုပြီးမေးလိုက်တဲ့အခါမာရီကနေပြီးတော့အဆင်ပြေပါတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်ပြီးတော့တဲ့အခါသူကနေသူရှက်နေခဲ့သေးပါတယ်ညမှာတော့ဖုန်းထဲမှာစာဖုန်းနေခဲ့ရင်မာရီကနေပြီးတော့ random ကိုသွားကြမယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော့နောက်နေ့မနက်မှာတော့ကိုဦးနဲ့ကိုရှိကနေပြီးတော့စောင့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမာရီကနေပြီးတော့ခွေးလေးကိုချီပြီးရောက်လာခဲ့ပါတယ်အဲ့ဒါကိုရှိကနေပြီးခွေးလေးကိုပိုးနေခဲ့တဲ့အချိန်မှာပဲကိုဦးကနေမတွေ့တာကြာပြီဆိုပြီးပြောလိုက်တဲ့အခါကိုရှိကနေမင်းသိတာလားဆိုပြီးမေးလိုက်ပါတယ်အဲ့ဒါကြောင့်ကိုဦးကနေပြီးသူမာရီတို့အိမ်ကိုတစ်ခါရောက်ဖို့လို့ပါဆိုပြီးပြန်ပြောလိုက်ပါတယ်တစ်ဖက်ကမာရီကတော့တယောက်ထက်အတွေးတွေလွန်နေခဲ့ပါတယ်ပြီးတဲ့အခါခွေးလေးနဲ့ကစားနေခဲ့ရင်မာရီရဲ့တငယ်ချင်းနဲ့မာရီကစကားပြောနေခဲ့ပါတယ်မာရီရဲ့တငယ်ချင်းကနေပြီးတားရဲလူသားတွေအထားကြပြီးတော့မိုက်တယ်ဆိုပြီးပြောနေခဲ့ပါတယ်ပြီးတဲ့အခါမာရီရဲ့ခွေးလေးကရေစားလာတဲ့အချိန်မှာတော့ကိုရှိကနေပြီးသူရေတိုက်ဖို့ဆိုပြီးတူလိုက်သွားခဲ့ပါတယ်အဲ့ချိန်မှာကိုဦးကနေဟိုနေ့ကနမ်းမိခဲ့တာအတွက်တောင်းဝဲပါတယ်ဆိုပြီးပြောလိုက်ပါအဲ့ကြောင့်မာရီကနေပြီးရပါတယ်စိတ်ထဲမထဲပါနဲ့ဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးလက်ကိုဆွဲလဲဆွဲပြီးအခြားနေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်အဲ့ကြောင့်မာရီယာနေဘာလို့ခေါ်လာတာလဲဆိုပြီးမေးလိုက်တဲ့အခါကိုကနေပြီးငါပြောတာရှိရဆိုပြီးပြောလိုက်ပါတယ်မာရီယာနေပြီးသူကိုဦးကိုတငယ်ချင်းတယောက်အဖြစ်နဲ့ပဲစကားပြောနေတယ်ဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးတော့သူမာရီကိုချီးမိနေပြီဆိုပြီးပြောလိုက်ပါတယ်ဘရိုတို့ကတော့ခရက်ကိုဖွင့်ပြဖို့မပြောနဲ့အခါခါချင်းချင်းစူးစမ်းနေခဲ့ပေမဲ့ခရက်ကတော့ခြားတစ်ယောက်နဲ့ပြောနေခဲ့တာကိုပဲခင်ဗျားတို့မြင်နေခဲ့ရတာပါပြီးတော့အခါကိုမီနဲ့နင်းကြီးခက်ခက်နေခြင်းပဲဒါပေမဲ့ဖြစ်နိုင်တော့ဘူးဆိုတာကိုသိနေခဲ့ပါတယ်ဒါလေးစက်ပြောနေခဲ့ရင်မာရီယာနေသူနောက်ဆုံးအချိန်ကိုဦးဖတ်တာလေးကိုခံချင်းနေဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေဘာမှမပြောဘဲနဲ့မာရီကိုနမ်းလိုက်ပါတယ်တပတ်ကကိုရှိကနေပြီးအဲ့ဒါတွေကိုတပည့်နောက်ကနေပြီးတွေးခါခဲ့ပြီးတော့ဘရိုတို့အရန်လိုအဖြစ်နေတာကြည့်နေခဲ့ပါတယ်အဲ့ဒါနဲ့ဒီနေ့ဘိုင်းလေးကတော့ဒီမှာနေဆက်သိမ်းသွားခဲ့ပါတယ်ဗျဒီနေ့ပိုင်းရဆမှာတော့မာရီယာနေရေချိုးနေရင်ကိုကသူ့ကြောင့်ပြောင်းလဲသွားတာဆိုတာတွင်းနေခဲ့ပါတယ်ဒီချိုးပြီးတော့အဲ့ရတဲ့မှာတော့အဲ့ကိုကြီးရဲ့အကြောင်းကိုပဲစရိုက်မိခဲ့ပါတယ်အဲ့ချိန်မှာဖုန်းထဲကနေပြီးစာပို့တာကိုတွေးလိုက်ခဲ့တဲ့အခါတွားကြည့်လိုက်တဲ့အချိန်မှာတော့ကိုဦးနဲ့ကိုရှိကြီးကပို့တာကိုတွေးလိုက်ခဲ့ရပါတယ်သူတို့ပြောတာကတော့မနေ့ကျရင်အကြောင်းခေါ်မှုတက်မှာထမင်းတူတူစားမယ်ဆိုပြီးပြောလိုက်ပါတယ်မာရီယာနေကိုဦးတယောက်တည်းကိုကောင်းသောညလေးဖြစ်ပါစေဆိုပြောချင်မိခဲ့ပါတယ်အဲ့ဒါနဲ့ခဏလောက်စဉ်းစားလိုက်ပြီးကိုဦးအကောင့်ထဲမှာကောင်းသောညလေးဖြစ်ပါစေဆိုပြီးတော့ပို့လိုက်ပါတယ်ကိုဦးကနေတော့ဖက်လက်ဖက်ပြီးတော့တရားစဉ်းစားနေခဲ့ပါတယ်အဲ့မှာတော့ထမင်းစားချိန်ရောက်တဲ့အခါမာရီတငယ်ကြီးကနေအတူတူစားမယ်ဆိုပြီးပြောလိုက်ပေမဲ့မာရီယာနေတော့သူကိုဦးနဲ့ချိန်ထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ချိန်မှာပဲကိုရှိနေပြီတို့အရင်သွားနေမယ်ဆိုပြီးပြောလိုက်တဲ့အခါမာရီယာတငယ်ချင်းကနေပြီးတငယ်ချင်းသွားလိုက်ပါဆိုပြီးပြောလိုက်ပါပြီးရင်နင်းရဲ့အခြေချောင်းလေးကိုပြောပြလိုက်ပါဆိုပြီးပြောလိုက်တဲ့အခါမာရီယာကတော့ရှက်သွားခဲ့ပါတယ်ကိုရှိရဲ့နောက်တစ်ပတ်ကျရင်ဆောင်းဝဲဖြေရမယ်ဆိုတာစူးစမ်းရမယ်ဆိုပြီးတော့စာရီကိုအသေးကြီးစူးစမ်းနေခဲ့ပါတယ်ပြီးသွားတဲ့အခါကိုဦးနဲ့မာရီစကားပြောနေခဲ့တဲ့အချိန်မှာပဲကိုရှိကနေပြီးငါဘာမှနားမလည်ဘူးဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးမင်းမတော့အဲ့လောက်အကြီးအော်လာလဲဆိုပြီးပြောလိုက်ပါတယ်ပြီးသွားတဲ့အခါကိုဦးကနေပြီးသူရှင်းပြမယ်ဆိုပြီးပြောလိုက်ပါတယ်ရှင်းပြလိုက်တဲ့အခါမှာတော့မာရီနဲ့ကိုရှိကနေပြီးကိုဦးစားတော့တာကိုတီးသွားခဲ့ပါတယ်ဆောင်းဝဲခန်းထဲမှာတော့အကုန်လုံးကစာရီကိုအသေးကြီးဖြေနေခဲ့ပါတယ်ဆောင်းဝဲဖြေပြီးတဲ့အခါမှာတော့မာရီနဲ့ကိုရှိကနေပြီးကိုဦးကပထမရတာကိုကြီးနေရင်ကိုဦးကတကယ်စားတော့တာပဲဆိုတာစဉ်းစားနေခဲ့ပါတယ်မာရီရဲ့တငယ်ချင်းကဒုတိယရောက်လာတာကြောင့်မာရီကနေပြီးနှစ်သက်ပေးလို့ပြောလိုက်ပေမဲ့မာရီကသူနားမလာနဲ့လို့ပြောပြီးထွက်သွားခဲ့ပါပြီးတော့အကြောင်းဟောမှုမှာတော့မာရီနဲ့ကိုရှိကနေပြီးကိုကစားတော်တာပဲဆိုပြီးပြောလိုက်တဲ့အခါကိုကနေပြီးဘာပြောလိုက်လဲဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုကဆောင်းမရလက်ကိုမကြည့်ရသေးဘူးဆိုတော့တီးထွက်ခဲ့ပါတယ်ဘက်ကမာရီရဲ့တငယ်ချင်းဖြစ်တဲ့မောက်ကနေပြီးဆောင်းမရလက်ကိုမြင်သွားတဲ့အခါမှာတော့မရဘူးငါသူ့ကိုလိုက်ရှာမယ်ဆိုပြီးလိုက်ရှာနေခဲ့ပါတယ်မာရီကတော့ထမင်းစားလဲစားပြီးတော့ဆောင်းမရလက်ကိုပြန်သွားကြည့်နေခဲ့ပါတယ်ကိုကနေပြီးအဲ့ဒါကိုလာဆိုပြီးစဉ်းစားနေခဲ့တဲ့အချိန်မှာပဲမောက်ကနေပြီးရောက်လာပြီးတော့မညိုကိုကူရှာပေးဆိုပြီးကိုကိုပြောလိုက်ပါတယ်ကိုကနေပြီးငါဘာလုံးပြီလို့လဲဆိုပြီးပြောလိုက်တဲ့အခါမောက်ကနေပြီးပြောပြလာခဲ့ပါတယ်ညိုကငငယ်လေးတွေကသူကစာအုပ်ရေးတဲ့လူဖြစ်ချင်ခဲ့တာဒါပေမဲ့သူ့အမေတွေကခွင့်မပြုတော့ကြောင့်သူကစာတော်အောင်ရောက်နေခဲ့တာအခုကတော့ကိုကနေပြီးတော့ပထမရသွားတော့ကြောင့်သူအဲ့ဒါကိုလုံးလို့မရတော့ဘူးဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရှာပေးဆိုပြီးတော့ဆက်ပြောလိုက်သေးပါတယ်အဲ့ဒါကြောင့်ကိုကနေပြီးတော့သူကိုရှာပေးမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ခေါင်းမိုးထဲမှာတွေ့သွားပြီးတော့မောက်ကနေပြီးတော့နေပါခုံရမလို့လားဆိုပြီးပြောလိုက်ပါတယ်မညိုကနေမဟုတ်ပါဘူးသူစာအုပ်တွေပြစ်လိုက်ရုံပါဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်စာအုပ်တွေကိုဘာလို့ပြစ်လိုက်တာလဲသူနောက်ဖတ်လို့မပြီးသေးဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ချိန်မှာမာရီယာနေပြီးကိုအဲ့ဒါတွေကိုကောက်ပေးပါလားဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကိုကနေပြီးအောက်ကိုဆင်းသွားလိုက်ပြီးတော့အဲ့ဒါတွေကိုကောက်ပေးလိုက်သေးပါတယ်အဲ့ကဗကြီးခန်းထဲမှာတော့စာအုပ်တွေကိုပြန်ပြုတ်ပြင်ပြီးတော့အတူတူဖတ်နေခဲ့ပါမညိုကနေပြီးတော့အဲ့ဒါတွေကိုကြီးနေနေသူပြောရှင်းလာခဲ့ပြီးကိုပြောခဲ့မိတာအတွက်တောင်းဝင်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့တဲ့ခါတော့မောက်ကနေပြီးမာရီယိုကိုဦးနဲ့အတူကျောင်းပေးရမှာတိုက်ဖို့ပြောကြည့်ပါလားဆိုပြီးပြောလိုက်ပါတယ်ဒီကျောင်းစင်းကြီးမှာတော့မာရီယာနေပြီးကိုရှိကိုဦးရဲ့အကြောင်းပြောပြလာခဲ့ပါတယ်အဲ့ဒါကြောင့်ကိုရှိကနေပြီးတော့သူဝမ်းသာတဲ့ပုံပေါက်နေတယ်ဆိုပြီးပြောနေခဲ့တဲ့အချိန်မှာမာရီယာနေပြီးတော့ကိုရှိသာမပါခင်ဒီကျောင်းသားပျော်ရွှင်တဲ့ဘဝလေးကိုဖြတ်သန်းလို့ရမှာမဟုတ်ဘူးဆိုပြီးပြောလိုက်တဲ့အခါကိုရှိကနေပြီးမာရီရဲ့ကောင်းကိုပို့ပေးလိုက်ပါတယ်ပြီးတော့တဲ့ခါကိုရှိကနေပြီးရှက်သွားပြီးအဲ့သူ့ညီကိုလှုပ်တဲ့အရာမလို့ပါဆိုပြီးပြန်ပြောလိုက်ပါတယ်ဒီကနေပြီးတော့ရီမီလိုက်သေးပါတယ်အချိန်မှာကိုရှိကနေမာရီယိုတခုကိုပြောမိလိုက်ပေမဲ့မပြောလိုက်ဖ နဲ့ချော့သွားခဲ့ပါတယ်မာရီယာနေလည်းသူ့ကိုဘာပြောချင်တာလဲဆိုတာစဉ်းစားနေခဲ့ပါတယ်အပြန်တော့အချိန်မှာကိုဦးကနေပြီးသူနဲ့တူကြောင်းပြန်မယ်မာရီယိုပြောဆက်ရှိရဲဆိုပြီးပြောလိုက်ပါတယ်အဲမှာတော့ကိုဦးကနေပြီးသူမာရီနဲ့အတူနေနိုင်အောင်အနေငယ်ထိချုံလာလိုက်ပြီးဆိုပြီးပြောလိုက်တဲ့အခါမာရီယာနေပြီးသူ့ကြောင့်ဖြစ်တဲ့ဆိုတာတောင်းပန်လိုက်ခဲ့ပါတယ်ကိုဦးကနေပြီးရမယ့်ဆိုတာစကားတွေဆက်ပြောနေခဲ့ပါတယ်ခိုးရောက်လာတဲ့အခါမှာတော့မာရီယာနောက်မှာမိုးကပေးလိုက်သေးပါတယ်အဲ့ဒါကိုကြည့်နေတဲ့ဘေးကလူတွေကနေပြီးတားရဲလူသားနိုင်ချင်းနေတာလားဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲမာရီယာနေပြီးတော့သူတို့ကတာမန်ပဲဖြစ်နေတယ်ဆိုတာကိုပြန်ပြလိုက်ပါတယ်အဖက်ကိုရောက်တဲ့အခါမှာတော့ကိုဦးကိုမာရီယာနေပြီးသူတို့တို့ရှောက်သွားကြမယ်
မယ်ဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးကိုရှိကိုပါခေါ်လိုက်မယ်ဆိုပြီးပြောလိုက်တဲ့အခါမှာတော့မာရီကနေပြီး3ယောက်ကြီးတွားချင်တာလားဆိုပြီးကြောင်သွားခဲ့ရင်းနဲ့ဒီနေ့ပိုင်းလေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါတယ်ဗျဒီနေ့ပိုင်းရစမှာတော့ကိုရှီကနေမင်းတို့ဘယ်သွားနေတာဆိုတာမေးလိုက်တဲ့အခါမာရီယာနေပြီးတော့သူတန်းစင်ကန်သွားနေလို့ပါဆိုပြီးပြောလိုက်ပါတယ်ကိုဦးကနေပြီးတော့သူတောက်စီရတောင်းရဲဆိုတာကိုရှီကိုလည်းပေးလိုက်ပါတယ်ကိုရှီကနေယူနီတောင်းနေခဲ့သေးပါတယ်ပြီးတော့တဲ့အခါမှာတော့3ယောက်သားခွေးတွေကစားတဲ့နေရာကနေပြန်သွားတဲ့အချိန်မှာပဲမာရီယာနေပြီးတော့အခုသူကိုဦးနဲ့တွဲနေပြီဆိုတာပြောနေခဲ့ပါတယ်ကိုဦးကနေပြီးတော့သူ့ကိုအနမ်းပေးတဲ့ဆိုတာရှက်နေခဲ့သေးပါတယ်တစ်ဖက်ကကိုဦးနဲ့ကိုရှီကအတူတူပြန်လာနေနေကိုရှီကနေပြီးမာရီနဲ့တွဲနေပြီလားဆိုပြီးမေးလိုက်တဲ့အခါကိုဦးကနေပြီးမဟုတ်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ကိုရှီကနေသူမာရီနဲ့ကိုဦးနန်းအောင်မြင်လိုက်တိုင်းမှာစိတ်ထဲမှာတမျိုးကြီးဖြစ်တဲ့ဆိုတာပြောလိုက်ပါတယ်တစ်ဖက်ကကိုဦးကနေပြီးတော့သူမာရီနဲ့အတူနီးကပ်မနေနိုင်သေးဘူးဆိုတာပြောနေခဲ့သေးပါတယ်အဲ့ချိန်မှာပဲကိုရှီကနေပြီးတော့သူမာရီကိုဖွင့်ပြဖို့စိတ်ကူးမရှိပါဘူးဆိုတာပြောလိုက်ပါတယ်ပြီးသွားတဲ့အခါမှာသူဒီចောင်းသားပျော်ရှင်တဲ့ဘဝကိုဖျက်ဆီးဖို့ဆိုတာသူတိုက်တွန်းခဲ့တယ်ဆိုတာမာရီနဲ့ကိုကိုတန်ဖိုးထားတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါနဲ့ကိုကနေပြီးရှေ့ခေါင်းကိုရိုက်လိုက်ပါတယ်ကိုရှီကနေပြီးနားရဲဆိုတာပြောနေခဲ့သေးပါတယ်ပြီးသွားတဲ့အခါကိုကနေမင်းလေးစူးစမ်းဖို့ရမှာပါဆိုပြီးပြောလိုက်တဲ့အခါကိုရှီကနေပြီးတော့မင်းနဲ့ကနေကတိုင်ဘက်တွေဖြစ်သွားပေမဲ့ဆိုပြီးတော့တန်းဖက်လိုက်ပါတယ်ပြန်ရောက်တဲ့အခါမှာတော့ကိုဝက်အမေကနေညစာပြင်ထားတဲ့ဆိုတာပြောလိုက်ပေမဲ့ကိုဝကနေသူရေချိုးမဲ့ဆိုပြီးပြောလိုက်ပါတယ်ရေချိုးကားထဲမှာတော့ကိုဝကနေပြီးတော့သူ့အမေနဲ့သူ့အဖေကဘလို့ချစ်ချိုက်ခဲ့တာလဲဆိုတာတွေးနေခဲ့သေးပါတယ်ပြီးတော့တဲ့အခါကိုဝကနေပြီးငါကိုရှီလိုမျိုးနီးနီးကက်ကက်မနေနိုင်သေးဘူးဆိုတာဖျက်ကြောက်မှနေရနေကဘလောက်တောင်များရလဲဆိုတာပြောနေခဲ့သေးပါတယ်လက်မှာတော့မာရီယာနေပြီးတော့ညာစိတ်လိုရှားနေတဲ့ဆိုတာအကြောင်းစောကြီးလာမိတဲ့ဆိုတာပြောနေခဲ့ပါတယ်အဲ့ထဲမှာတော့ကိုဝကနေပြီးတော့ရင်ရောက်နေပြီးတော့မာရီကိုနှုတ်ဆက်လိုက်ပါတယ်မာရီယာလည်းပြန်နှုတ်ဆက်လိုက်ပါတယ်ပြီးတော့တဲ့ခါနေရောက်သားစားတဲ့အတူတူလုံးနေခဲ့ပါတယ်ပြီးတော့တဲ့ခါကိုဝကနေပြီးမာရီယာလက်ကလေးကိုကင်လိုက်ပြီးတော့သူမာရီနဲ့တူဖေးနားမှာအတူတူရှင်းနိုင်အောင်ကြိုးစားပါမယ်ဆိုပြီးပြောလိုက်ပါတယ်ပြီးတော့တဲ့ခါမှာတော့အတန်းထဲမှာအောက်သားတွေကကြောင်းကြံတဲ့အတွက်ဒေးကျင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမာရီကိုကိုရှီကနေပြီးတော့သူ့အင်ကြီးလေးချုပ်ပေးဖို့ကိုညီပေးပါလားဆိုပြီးပြောလိုက်တဲ့ခါမာရီကနေပြီးကိုညီပေးမယ်ဆိုပြီးပြောလိုက်ပါတယ်မာရီရဲ့တငယ်ချင်းတွေကနေပြီးမာရီကိုခဏခေါ်သွားလိုက်ပြီးနင်ကိုရှီနဲ့တွဲနေတာလားဆိုပြီးမေးလိုက်တဲ့ခါမာရီကနေမဟုတ်ပါဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့နဲ့မဝကနေပြီးတော့ပါသေးတယ်ဆိုတာပြောလိုက်ပါနင်ကကိုကိုစိတ်ဝင်စားနေတယ်ဆိုတာငါတို့သိပါတယ်ဆိုပြီးပြောလိုက်တဲ့ခါမာရီရဲ့စိတ်ထဲမှာတော့သူတို့ကအခုတွဲနေတာလားဆိုတာပြန်တွဲနေခဲ့ပါတယ်ဟာကိုဦးတို့ဘက်မှာတော့ကိုဦးကနေပြီးအတန်းသားတွေကကြိုင်ဝဲတော်တော်ပြောနေတဲ့ဆိုတာပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမျက်မှန်နဲ့ကောင်းလေးကနေပြီးတော့ကိုဦးနဲ့ကိုရှီကိုဘယ်နဲ့မယ်ဆိုတာပြောလိုက်တဲ့ခါကိုဦးနဲ့ကိုရှီနှဲလိုက်တဲ့ခါမှာတော့ကိုရှီကနေပြီးမာရီနဲ့ကြားသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမာရီကရောက်လာတော့ကြောင့်ကိုရှီကနေပြီးတော့အမြန်ကောက်ကက်သိမ်းလိုက်ခဲ့ရပါတယ်ပြီးတော့တဲ့ခါကိုရှီကနေပြီးတော့သူ့ကိုကိုဦးကနေပြီးဒီမှာချုပ်ပေးလိုက်တဲ့ဆိုတာပြောနေခဲ့သေးပါတယ်ဒါမှမတော့အရင်ပိုင်းမှာရန်ဖြစ်ခဲ့မှုတွေကောင်းနေရတယ်ပြီးကိုဦးကိုကြည့်မရဘူးဆိုတာပြောနေခဲ့တဲ့အချိန်မှာပဲကိုဆန်ဖြူကနေပြီးမင်းတို့ကငါဘာမှပဲရန်ရှာနိုင်နေဆိုတာပြောလိုက်တဲ့ခါသူတို့တွေကထွက်သွားခဲ့ပါတယ်ညနေကျောင်းစိမ့်မှာတော့မာရီနဲ့ကိုဦးကနေပြီးတော့သူကြောင်းမြက်လာတဲ့အချိန်မှာပဲအရီတယောက်ကတယောက်ထက်အတွေးတွေလွန်နေခဲ့ပါတယ်အဲ့ဒါကိုဦးကနေပြီးမာရီကိုကြည့်လိုက်ပြီးတော့နေမကောင်းတာလားဆိုပြီးမေးလိုက်တဲ့ခါမာရီကနေမဟုတ်ပါဘူးသူစိတ်လေးလှုပ်ရှားနေလို့ပါဆိုပြီးပြန်ပြောလိုက်ပါတယ်ကိုဦးကနေပြီးချစ်စရာလေးဆိုတာရင်းနေခဲ့သေးပါတယ်ပြီးတော့တဲ့ခါမှာတော့နှစ်ယောက်သားပြန်ပွဲအကြောင်းတွေပြောနေခဲ့ရင်ကိုဦးကနေပြီးသူပေးစရာရှိတယ်ဆိုတာပြောလိုက်ပါတယ်ကိုဦးကနေပြီးထုတ်ပေးလိုက်ပြီးတော့မင်းရာသီတာနေရဆိုတော့ဒီပြုံမျိုးလေးကိုဆောင်ထားပါဆိုပြီးပြောလိုက်ပါတယ်အဲ့ကြောင့်မာရီယာနေပြီးကျေးဇူးတင်ပါတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ပြောတဲ့ခါမာရီယာနေပြီးကိုဦးရဲ့အမိကိုကိုင်းလိုက်ပြီးပြန်ပွဲတဲ့အတူလေးချင်းရမယ်ဆိုတာအတူပြန်သွားခဲ့ပါတယ်မနက်မှာတော့ပြန်ပွဲမှာပြိုင်းနေရင်ကိုဦးကတော့ဒီပြန်တော့ပဲဖြစ်ပါတယ်မာရီနဲ့ကိုရှီကနေပြီးတော့ကိုဦးအားပေးနေခဲ့ပါတယ်ကိုဦးတို့ပြိုင်တော့မဲ့အချိန်မှာပဲကိုဆန်ဖြူကနေပြီးတော့မင်းကငါအနိုင်ရစေခြင်းဦးဆိုပြီးပြောလိုက်တဲ့ခါကိုဦးကနေပြီးတော့မင်းတယောက်တည်းသာဒီပြိုင်ပွဲကိုဆက်ရထက်တန်နေတာဆိုပြီးပြောလိုက်ပါတယ်ပြိုင်တဲ့ခါမှာတော့ကိုဦးကပထမရသွားခဲ့ပါတယ်အဲ့နောက်ထပ်ပြိုင်ပွဲမှာတော့မာရီနဲ့ကိုရှီကနေပြီးအတူတူပြေးပြန်ရတာပဲဖြစ်ပါတယ်အတူတူပြေးနိုင်တဲ့အချိန်မှာတော့မာရီနဲ့ကိုရှီကနိုင်သွားခဲ့ပါတယ်ပြိုင်နေတဲ့နောက်ထပ်ပြိုင်ပွဲမှာကိုဦးနဲ့ကောင်မလေးတယောက်နဲ့အတူတူရှင်ပြန်ခဲ့ရတာပဲဖြစ်ပါတယ်ကောင်မလေးကနေပြီးကိုဦးကိုကြောင်းနေခဲ့တဲ့အချိန်မှာကိုဦးကနေပြီးအတူတူကြိုးစားကြတာပဲဆိုပြီးပြောလိုက်ပါတယ်ဒီအခါမှာတော့ကောင်မလေးကမနေ့မောနေခဲ့ပါတယ်အဲ့ဒါနဲ့စတုထနေရာမှာပဲနိုင်သွားခဲ့ပါတယ်ကောင်မလေးကတော့ပထမဆုံးအနေနဲ့သူစတုထရတယ်ဆိုတာပြောနေခဲ့သေးပါတယ်အဲ့ဒါပြိုင်ပွဲတွေဆက်ပြိုင်နေနေမာရီကနေပြီးတော့တန်းနဲ့ပြိုင်ပွဲတော့ပဲအချိန်မှာပဲကိုဆန်ဖူရဲ့တငယ်ချင်းနှစ်ကောင်ကနေပြီးတော့မင်းနဲ့ကိုဦးနဲ့ဒီပြိုင်ပွဲမှာဖွင့်ပြမယ်ဆိုပြီးထင်းနေတာဆိုတာသူတို့ရဲ့အကြောင်းတစ်ခုရှိရင်ဒီမှာလာပြောပါဆိုပြီးပြန်ပြောလိုက်ပါတယ်မာရီအခန်းထဲမှာနားနေနေအနေပြီးရောက်လာပြီးတော့ပူးနေလို့ဒီမှာလာနာတာဆိုပြီးမေးလိုက်ပါတယ်မာရီကနေပြီးဟုတ်တယ်ဆိုပြီးပြန်ပြောလိုက်သေးပါတယ်မာရီကနေသူကိုဦးနဲ့ကောင်မလေးတယောက်နဲ့ပြိုင်တာတွေ့လိုက်တိုင်းမှာစိတ်ထဲမှာတုံးဝဲတူခံစားရတယ်ဆိုတာပြောလိုက်ပါတယ်မာရီကနေပြီးတော့သူကကိုဦးနဲ့အတူပြေးကျင်တာဆိုပြီးပြောလိုက်တာကိုဦးကနေပြီးမာရီကိုဖတ်လိုက်ပြီးတော့ကိုကမင်းနဲ့အတူပြေးကျင်တာပါဆိုပြီးပြန်ပြောလိုက်ရင်ဒီနေ့ပိုင်းကတော့ဒီမှာဆက်စိမ်းသွားခဲ့ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ပိုင်းရဲ့အစမှာတော့ကိုဦးကနေပြီးတော့မာရီကိုဖတ်ထားလိုက်ပြီးတော့မာရီစီကနေယောက်ျားလေးတယောက်ရဲ့အနံ့ကိုရနေတဲ့ဆိုတာပြောလိုက်ပါတယ်ဒီမဟုတ်ပါဘူးဆိုတာပြန်ပြောလိုက်သေးပါတယ်ပြီးသွားတဲ့အခါကိုဦးကနေပြီးတော့မာရီရဲ့ level ကိုနားလဲတဲ့အချိန်မှာပဲမာရီကနေပြီးတယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီးပြန်ပြောလိုက်ပါတယ်အချိန်မှာအပြင်ဘက်ကမိုးရွာလာတာကြောင့်ကျောင်းသားတွေကနေပြီးတော့ကျောင်းဆောင်တွေကိုပြောင်းဝင်လာကြပါတယ်အဲ့ဒါနဲ့ကိုဦးကနေပြီးရက်လိုက်ပြီးတော့အဲ့ဒီအောက်ကိုချလိုက်ပါတယ်မာရီကနေသူတို့အပြင်သွားမယ်ဆိုတာပြောလိုက်သေးပါတယ်အပြင်ဘက်မှာတော့မောက်ဝါကနေပြီးကိုဆန်ပြူကချော်လဲပြီးဒူးစင်လဲသွားတယ်ဆိုတာပြောလိုက်ပါတယ်အဲ့ဒါနဲ့မာရီကြီးလေးတဲ့အချိန်မှာတော့ကိုဆန်ပြူကတယောက်တည်းထိုင်နေတာကိုတွေ့လိုက်ခဲ့ရပါတယ်အဲ့ရသူနဲ့တွေ့တော့အဲ့လိုမျိုးပုံစံမဟုတ်ပါဘူးဆိုတာစဉ်းစားနေခဲ့သေးပါတယ်ပြောလိုက်တာပြိုင်ပွဲမှာလူလိုနေတယ်ဆိုတာပြောနေခဲ့တဲ့အချိန်မှာပဲကောင်မလေးတယောက်ကနေပြီးကိုဦးထဲလိုက်ပါလားဆိုပြီးပြောလိုက်တဲ့အခါအဲ့ဒါနဲ့အဖေသားတွေအကုန်လုံးကကိုဦးဝိုင်းထဲမယ်ဆိုပြီးထောက်ခံလိုက်ကြပါတယ်ဆရာကနေပြီးပြိုင်ပွဲစားတော့မယ်ဆိုပြီးပြောလိုက်ပါတယ်တပတ်ကမာရီကနေကိုဆန်ဖြူနာသွားပြီးဘာဖြစ်သွားတာလဲဆိုပြီးမေးလိုက်တဲ့အခါကိုဆန်ဖြူကနေမင်းနဲ့စကားပြောပြီးတော့ထွက်သွားတဲ့အချိန်မှာပြိုင်ပွဲမှာအဲ့လိုမျိုးဖြစ်သွားတာဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ဒါမာရီကနေသူထင်တာမှန်သားပဲဆိုပြီးတွေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကိုရှေရနေရောက်လာပြီးပြိုင်ပွဲဝင်ကြဆိုပြီးပြောလိုက်တဲ့အခါမာရီကနေပြီးတော့လာမယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ကိုဆန်ဖြူကနေသွားပါရပါတယ်ဆိုပြီးပြောလိုက်ပါတယ်မာရီကမသွား
သွားခဲ့မှာကိုဆန်ပြူသူပြိုင်တာကိုကြည့်ပြပါဆိုပြီးပြောလိုက်ပါတယ်ပြိုင်ပွဲထဲမှာကိုဦးပါရဲဆိုကခြားသိန်းနေရနေပြီးပြောနေခဲ့ပါတယ်အဲ့နဲ့ဆန်ပိုင်းရတယ်မင်းတို့စီလုံးကြတာပဲဆိုပြီးပြောလိုက်တဲ့အခါအခြားသိန်းကောင်တွေရတယ်သူတို့စိတ်ညစ်တယ်ဆိုပြီးပြောနေခဲ့ပါတယ်တစ်ဖက်ကကိုဦးကတော့သူရှင်းပိုင်းတာအဆင်ပြေပါမလားဆိုပြီးမေးလိုက်တဲ့အခါကိုရှင်းကနေတော့ရပါတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ပြောတဲ့အခါပြီးနိုင်တဲ့အခါမှာတော့ကိုရှင်းကနေမာရီစီကိုရောက်အောင်မြန်သွားနေခဲ့ပါတယ်မာရီကနေကိုဦးကိုအခြားသိန်းကောင်တွေအပြစ်ပြောနေတာကိုဦးစိတ်ညစ်မဲ့ဆိုကပြောနေခဲ့ပါတယ်သူစီကိုရောက်လာတဲ့အချိန်မှာတော့မာရီကနေတော့ကိုအမြန်ဖန်မျိုးကိုဦးစီကိုအမြန်ပြေးသွားခဲ့ပါတယ်မာရီရဲ့တငယ်ချင်းတွေကနေပြီးကြိုးစားထားဆိုပြီးပြောနေခဲ့ပါတယ်မာရီကနေပြီးကိုဦးနာကိုရောက်လာတဲ့အခါမှာတော့ကိုဦးကိုအားပေးနေပါတယ်ဆိုကကိုဦးကိုဒုံလေးပေးလိုက်ပါတယ်အဲ့ဒါနဲ့ကိုဦးကနေသူ့စိတ်ချပါဆိုကအမြန်ပြေးသွားခဲ့ပါတယ်အဲ့ဒါနဲ့အခြားသိန်းကောင်တွေကနေပြီးကြောင်သွားခဲ့ပါတယ်အဲ့ဒါကိုဦးအတင်းကနေပြီးနိုင်သွားခဲ့ပါတယ်ညနေမှာတော့အတန်းသားတွေကနေပြီးကိုဦးကိုနိုင်သွားတဲ့ဆိုကပြောနေခဲ့ပါတယ်မာရီပစ္စည်းတွေသိမ်းနေရင်းနဲ့ကောင်မလေးနှစ်ယောက်စကားပြောနေတာကိုနားထောင်နေခဲ့ပါတယ်အဲ့မာရီကနေပြီးသူလည်းပြောစရာရှိတယ်ဆိုတာကိုဦးရှိကိုအမြန်ပြေးသွားခဲ့ပါတယ်ကိုဦးကရှိနေပါဆိုကတွေးနေခဲ့သေးပါတယ်လိုက်ရနေတဲ့အချိန်မှာအောက်မှာကိုဦးနဲ့ကိုရှိကရီစောနေတာကိုတွေးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကိုဦးကနေတွေးသွားလိုက်ပြီးကိုရှိကိုပြောပြလိုက်ပါတယ်အားနေပြီးကိုရှိကနေသူတို့ကရေးစင်းနေတာဆိုကပြောလိုက်ပါတယ်သူတို့ကကိုရှိကနေပြီးတော့ကိုကနိုင်တဲ့သူမလို့ရေပတ်ကမယ်ဆိုကရေဒီပတ်နေခဲ့ပါတယ်ကိုကနေတော့ကိုရှီကိုပတ်နေခဲ့ပါတယ်မာရီတက်ကတော့ရင်းနေခဲ့သေးပါတယ်ပြီးတော့အခါတစ်ခါမှတော့မာရီကနေပြီးတော့ပြောဖို့ကောင်းခဲ့ပါတယ်ဆိုကသူတောတွေတွားယူအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်ကိုရှီကနေပြီးတော့တွားယူပါဆိုပြီးပြန်ပြောလိုက်ပါတယ်အိုက်ထွက်သွားပြီးတဲ့နောက်မှာတော့ကိုရှီကနေပြီးတော့ကိုဒီနေ့တော်တော်ပြောခဲ့ရတယ်ဆိုကပြောလိုက်ပါတယ်အဲ့ဒီချိန်မှာကိုရှီရဲ့ဖုန်းလေးကနေပြီးတော့ညီလေးကနေပြီးတော့ဒီနေ့အသားပြစားခြင်းနေဆိုပြီးပြောလိုက်တဲ့အခါကိုရှီကနေတော့တတိယပါခဲ့ပြီးတော့ကိုတောင်းပန်ပါတယ်ဆိုကသူထွက်သွားခဲ့ပါတယ်ကိုကနေပြီးတော့မေဘေးဆိုပြောလိုက်ပြီးတော့ရိုက်လိုက်ပါတယ်ကိုရှီကနေပြီးတော့အေးပါဆိုကထွက်သွားခဲ့ပါတယ်ပြန်နေရင်းနဲ့မာရီတော့ယူလာတာကိုသွားခဲ့ပါတယ်မာရီကနေပြီးပြန်တော့မှလာဆိုပြီးမေးလိုက်တဲ့အခါကိုရှီကနေသူကိစ္စလေးတစ်ခုရှိလို့ပါဆိုပြီးပြောလိုက်ပါတယ်တော့တဲ့အခါကိုရှီကနေပြီးမာရီရဲ့စပင်မှာရှွန်းနေကက်နေတဲ့ဆိုကမာရီနာကိုကက်လိုက်ပြီးတော့မာရီငငယ်လေးနေသူဆွဲပေးမယ်ဆိုပြီးပြောလိုက်ပါတယ်ကိုရှီကနေပြီးဖယ်ပေးနေတဲ့အချိန်မှာပဲကိုဆန်ဖြူကရောက်လာပြီးမင်းတို့တွေဘာလုပ်နေတာလဲတွင်းနေတာဆိုပြီးမေးလိုက်တဲ့အခါကိုရှီကနေပြီးသူပြန်ကြရရှိရဆိုကအမြန်ပြေးသွားခဲ့ပါတယ်ပြီးတော့အခါကိုဆန်ဖြူကနေပြီးမင်းတို့နှစ်ယောက်တွဲနေတာလားဆိုပြီးဆက်မိလိုက်တဲ့အခါမှာတော့မာရီကနေမဟုတ်ပါဘူးဆိုကပြန်ပြောလိုက်ပါတယ်အဲ့ဒါကိုဆန်ဖြူကနေပြီးမင်းသိလားအဲ့ဆိုင်မှာဆိုရင်ဒုတိယလူဖြစ်တဲ့လူကပဲနောက်ဆုံးကလည်းဆိုကပြောလိုက်ပါတယ်အဲ့ဒါနဲ့မာရီကနေပြီးသူပိုးနဲ့မနိဆက်နိုင်တော့ဘူးလားဆိုကစဉ်းစားနေခဲ့ပါတယ်ကိုကရောက်လာပြီးတော့သူချမ်းတဲ့ဆိုကပြောလိုက်ပါတယ်ကိုကနေပြီးတော့ကိုဆန်ဖြူပြောစရာရှိသေးလားဆိုပြီးမေးတဲ့အခါရပါတယ်တော့ပါဆိုပြီးပြောလိုက်ပါတယ်အဲ့တော့မာရီကနေပြီးတော့သူကိုဦးနဲ့ကားထားတဲ့နေရာကြီးကိုမဖျက်ချနိုင်သေးဘူးလားဆိုပြီးတော့ပြောနေခဲ့တဲ့အချိန်မှာကိုဦးကနေပြီးတော့မာကြီးကိုလှည့်ကြည့်လိုက်တဲ့အခါတရားနေပြီးတော့ပူဝါလို့လားဆိုပြီးတော့မေးလိုက်ပါတယ်ကိုကနေမဟုတ်ပါဘူးဆိုတာပြန်ပြောလိုက်သေးပါတယ်ပြောတဲ့အခါမာကြီးကနေပြီးတော့နေရာကြီးကိုဘယ်လိုမြင်လဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့ကိုဦးကနေပြီးတော့ဝင်ပေါက်လို့မြင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အားသာမရှိရင်သူအခုမာကြီးနဲ့တွေ့နိုင်မှာမဟုတ်ဘူးဆိုတာပြောလိုက်ပါတယ်သူ့အိမ်ကိုလည်းလာလေလို့ရပါတယ်ဆိုပြီးတော့ပြောလိုက်သေးပါတယ်တရားနေပြီးတော့ပြောချက်ရှိရဆိုတာသူ့ကိုဆန်းသတ်ချင်စလို့ဆန်းသတ်လို့ရပါတယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော့ကိုဦးကနေပြီးတော့သူ့အိမ်မှာဆန်းသတ်ကြတာပေါ့ဆိုတာမာကြီးကိုပေါ်ပေါ်တင်လိုက်နေဒီနေ့ပိုင်းလေးကတော့ဒီမှာလည်းဆက်ဆိုင်သွားခဲ့ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်